ဟိုးရှိတုန်းကတောင်တန်းပြကြီးရဲ့အော်ချီမှာတာယာလှတဲ့ရွာလေးတစ်ရွာရှိပါတယ်။အဲ့ဒီရွာလေးမှာဂျက်လို့ခေါ်တဲ့ကောင်လေးတစ်ယောက်နေထိုင်ပါတယ်။ဂျက်ဟာအရက်ပုပုပန်းဖောင်းဖောင်းနဲ့အရန်ကိုချစ်စရာကောင်းတဲ့ကောင်လေးတစ်ယောက်ပေါ့။သူဟာခန္ဓာကိုယ်သေးပေမဲ့စိတ်နှလုံးကတော့အရန်မွန်မြတ်ပြီးဒုက္ခရောက်နေတဲ့တရိษံလေးတွေနဲ့တမီချင်းတွေကိုကူညီရတာကိုအင်မတန်ဝါသနာပါသူလေးဖြစ်ပါတယ်။ဒီနေ့မှာတော့ဂျက်ဟာရွာအပြင်ဘက်ကရောင်စုံပန်းတွေပွင့်နေတဲ့တောအုပ်လေးတွေကိုလမ်းလျှောက်သွားခဲ့ပါတယ်။အဲ့ဒီမှာထူးဆန်းတဲ့အဝတ်အစားတွေဝတ်ထားပြီးကျေပွင့်လေးတွေပါတဲ့မုတ်စိတ်ဖြူကြီးနဲ့အဘိုးအယ်ဒင်ကိုတွေ့လိုက်ရပါတယ်။အဘိုးကရော်ရဲ့ပညာရှိကြီးဖြစ်ပြီးဂျက်ရဲ့စိတ်ကောင်းနှလုံးကောင်းရှိပုံကိုအမြဲသဘောကျနေသူပါ။ဂျက်လီမင်းရဲ့ကျင်နာတတ်တဲ့စိတ်ထားအထွတ်အဘိုးကလက်ဆောင်တစ်ခုပေးချင်တယ်လို့အဘိုးကနှွေးထွေးစွာပြောလိုက်ပါတယ်။အဘိုးအယ်ဒင်ကသူ့ရဲ့မော့အိတ်လေးထဲကနေတိမ်ပြရောင်လိုတောက်ပါနေရဲ့အမွေးဖွားဖွားလက်အိတ်တစ်စုံကိုထုတ်ပေးလိုက်ပါတယ်။ဒါဟာကျင်နာတက်တဲ့သူတွေပဲသုံးနိုင်တဲ့မော်လက်အိတ်လေးတွေပေါ့။မင်းတကယ်လိုအပ်တဲ့အချိန်ကြရင်ဒါကမင်းကိုထူးဆန်းတဲ့ခွန်အားတွေပေးလိုက်မယ်လို့အဘိုးကရှင်းပြပါတယ်။ဂျက်ကလက်အိတ်လေးကိုကင်ကြည့်တဲ့အခါအိတ်ဆန်ညံ့ညောနေတာကိုခံစားလိုက်ရပါတယ်။ဂျက်ဟာလက်အိတ်လေးကိုယူပြီးတောထဲကိုဆက်သွားတဲ့အခါအမီးဖွားဖွားနဲ့မျက်လုံးဝိုင်းလေးရှိတဲ့ပစ်ပန်လို့ခေါ်တဲ့ရှင်ကလေးတစ်ကောင်နဲ့ဆုံခဲ့ပါတယ်။ပစ်ပန်ကတစ်ပင်ပေါ်ကနေခုံဆင်းလာပြီးဟေးဂျက်ငါမင်းနဲ့အတူလိုက်ခဲ့မယ်ငါတို့တငယ်ချင်းလောက်ကြရအောင်လို့မြူးကြွနှုတ်ဆက်လိုက်ပါတယ်။ဂျက်လည်းပျော်ရွှင်စွာနဲ့ပစ်ပန်ကိုခရီးဖော်အထိခေါ်ဆောင်လာခဲ့တာပေါ့။သူတို့ခရီးဆက်လာရင်ရွာသားတွေရေခတ်ရမဲ့မြစ်စိတ်ကိုသွားတဲ့လမ်းမှာအခက်အခဲတစ်ခုနဲ့တွေ့လိုက်ရပါတယ်။ကြီးမားလုံးနဲ့တစ်ပင်အိုကြီးတစ်ပင်ကလမ်းမပေါ်မှာလဲကျနေတာပါရွာသားတွေဟာမြစ်စိတ်ကိုသွားလို့မရပြီစိတ်ပြက်နေကြတာကိုဂျက်ကမြင်လိုက်ပါတယ်ဂျက်ကစိတ်မပူကြပါနဲ့ကျွန်တော်ကူညီပါတော့စီလို့ပြောလိုက်ပါတယ်ဂျက်ကအဘိုးအယ်ဒန်ပေးလိုက်တဲ့မော်လက်အိတ်လေးကိုအိတ်ထဲကထုတ်ပြီးလက်မှာတေချာဆွတ်လိုက်ပါတယ်လက်အိတ်ကိုဆွတ်လိုက်တဲ့ခဏမှာပဲလက်အိတ်လေးကနေနှွေးထွေးတဲ့အဖျားရောင်အလင်းတန်းလေးတွေထွက်ပေါ်လာပြီးဂျက်ရဲ့ခန္ဓာကိုယ်ထဲမှာအားရင်တွေပြီးနှက်သွားသလိုခံစားလိုက်ရပါတယ်။ဂျက်ဟာအရင်ကထပ်ပိုပြီးယုံကြည်မှုတွေရှိလာပါတော့တယ်။ဂျက်ကတစ်ပင်ကြီးကိုလက်နှစ်ဖက်နဲ့ကင်ပြီးအားကုန်တွန်းလိုက်ပါတယ်။အန်ဩစရာကောင်းတာကအဲ့ဒီတစ်ပင်ကြီးဟာဂျက်ရဲ့လက်အောက်မှာကစားစရာအယုတ်လေးလိုပေါ့ပေါ့ပပနဲ့ရွေရှားသွားပါတော့တယ်။တစ်ပန်ကလည်းဘေးကနေဟေးဂျက်မင်းတကယ့်ကိုသူရဲကောင်းမဲလို့အားတက်စွာအော်ဟစ်အားပေးနေပါတယ်။နောက်ဆုံးမှာတော့ဂျက်ဟာတစ်ပင်ကြီးကိုလမ်းပေးလောက်အောင်တွန်းပို့နိုင်ခဲ့ပါတယ်။ရွာသားတွေအတွက်လမ်းကြောင်းကပြန်ပွင့်သွားပြီးအားလုံးကပျော်ရွှင်စွာနဲ့ရေခတ်သွားနိုင်ကြပါပြီ။ဂျက်ဟာအမောဖြည့်ရင်သူ့ရဲ့လက်တွေကိုပြန်ကြည့်တဲ့အခါမော်လက်အိတ်တွေကတောက်ပါနေတော့ပါပဲ။သူဟာအရက်ပူပူပေပြီးအားရန်အကြီးဆုံးရဲ့ကျင်နာဆုံးသူရဲကောင်းလေးထစ်သွားခဲ့ပါပြီ။သတင်းကြားလို့ရောက်လာတဲ့အဘိုးအယ်ဒင်ကဂျက်ကိုချီးကျူးစွာပြောပါတယ်။ဂျက်လီမော်လက်အိတ်ကမင်းကိုခွန်အားပေးတာမှန်ပေမဲ့တကယ်စွမ်းအားကမင်းတသားကိုကူညီလိုတဲ့စေတနာမှာရှိတာပါလို့ဆိုပါတယ်။ဂျက်ဟာအဘိုးရဲ့စကားကြောင့်အယံကိုဂုံယူမိပြီးအဘိုးကိုဖတ်လိုက်ပါတော့တယ်။အခုဆိုရင်ဂျက်ဟာရွာလေးရဲ့ချစ်စရာကောင်းတဲ့သူရဲကောင်းလေးဖြစ်သွားပါပြီ။သူနဲ့ဖစ်ပန်တို့ဟာမော်လက်အိတ်လေးကိုစောင့်ပြီးဒုက္ခရောက်နေသူတွေကိုကူညီဖို့အမြဲအသင့်ရှိနေကြပါတယ်။ထတိနဲ့စေတနာရှိရင်ဘာမဆိုလုပ်နိုင်တယ်ဆိုတာကိုဂျက်တယောက်ကောင်းကောင်းနားလည်သွားပြီးပျော်ရွှင်စွာနေထိုင်သွားပါတော့လေ။